ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မနေ့ကျွန်တော်ရဲ့သချင်းအသစ်ခွဲထော်မလေးဆိုတဲ့သချင်းရဲ့ music video လေးထွက်ပါတယ်ဒီ music video ကို G-Shock ကနေအဓိကကူညီပံ့ပိုးပေးထားပါတယ်ဒီနေ့သချင်းအသစ်ထွက်တဲ့အထိမ်းအမှတ်အနေနဲ့ကျွန်တော် TikTok မှာပရိသတ်တွေအားလုံးပါဝင်လို့ရတဲ့ campaign လေးတစ်ခုစီစဉ်ပါမယ်အခုကျွန်တော် campaign ရဲ့စီကံလေးတွေပြောပါမယ်ခင်ဗျာTikTok မှာခွဲထော်မလေးသချင်းကိုအသုံးပြုပြီးတော့ဗီဒီယိုတစ်ပုဒ်ဖန်တီးရပါမယ်ဒီသချင်းဖြစ်ရပါမယ်ကြိုက်တာလုပ်ပါဆိုခြင်းဆိုကခြင်းကကြိုက်တယ်လို့ဖန်တီးပါသချင်းကခွဲထော်မလေးသချင်းဖြစ်ရပါမယ်ပြီးရင် hashtag နဲ့မြန်မာလိုခွဲထော်မလေးဆိုပြီးတော့ရေးပြီးတော့တင်ရပါမယ် hashtag မှန်အောင်ရေးပေးပါ hashtag စာလုံးပေါင်းလဲမှန်ရပါမယ်ခင်ဗျာဂါငယ်ဝါဆွဲကကြီးသက်ခွဲထော်မလေးပါ hashtag ခွဲထော်မလေးဆိုပြီးတော့တင်ပေးပါကျွန်တော်မွေးနေ့ April လ10ရက်နေ့မတိုင်ခင် April လ10ရက်နေ့နောက်ဆုံးထားပြီးတော့တင်ပေးပါ view အများဆုံးရတဲ့ content creator 10ယောက်ပရိသတ်10ယောက်ကိုဆိုင် birthday show လက်မှတ် giveaway လုပ်ပေးပါမယ်လက်ဆောင်ပေးပါမယ်10ယောက်တိတိပေးပါမယ်အခုကစပြီးတော့လုပ်လို့ရပါပြီတချင်းက TikTok မှာလည်းရှိတယ်ကြိုက်တဲ့ platform မှာရှာပြီးတော့လုပ်လို့ရပါတယ် TikTok မှာလည်းကျွန်တော်အပိုင်းလေးတွေဖြတ်ပြီးတော့တင်ထားပေးပါမယ်ကြိုက်တဲ့ပုံစံနဲ့ကြိုက်တယ်လို့ရိုက်ပြီးတော့တင်ပေးပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခေါ်ထွက်တဲ့ခွက်တော်မှာလေး